Gmail အကောင့်ကိုယ်တိုင်ဖြတ်နေ Gmail အကောင့်ကိုလူအများစုကမသုံးကျင်တော့ဘူးဆိုရင်ကိုယ့်ရဲ့အကောင့်ကို remove လုပ်ဖြစ်ပါတယ် remove မလုပ်ဖြစ်ပါနဲ့ကျွန်တော်အခုပြတဲ့နည်းလမ်းလေးအတိုင်းကိုယ့်ရဲ့ Gmail အကောင့်ကိုအပြီးဖြတ်လိုက်ပါ Gmail အကောင့်တွေကအပြီးဖြတ်လိုက်တာကဘေးကင်းလုံခြုံမှုအရှိဆုံးနဲ့အန္တရာယ်အကင်းဆုံးပဲဖြစ်ပါတယ်ဒါကြောင့် Gmail အကောင့်မဖြတ်တတ်သေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးတော့တည်တည်ချာချာမှတ်ထားလိုက်လို့ရပါတယ်ကျွန်တော်တို့အရင်ဦးဆုံး Gmail ထဲကိုဝင်လိုက်ပါမယ်Gmail ထဲကိုရောက်ပြီဆိုရင်တော့ညာဘက်အပေါ်ထောင်လေးမှာကိုယ့်ရဲ့ account profile ပုံလေးရှိပါတယ်နှိပ်လိုက်ပါပြီးသွားရင်တော့ဒီဘက်လေးမှာ manage your Google account ဆိုတာလေးရှိပါတယ်နှိပ်လိုက်ပါဒီနေရာကိုရောက်ရင်တော့ဆွဲတင်လိုက်ပါဆွဲတင်လိုက်ရင် data and privacy ဆိုတဲ့အောက်ဆုံးနားလေးမှာရှိပါတယ်ဒါလေးကိုထပ်နှိပ်လိုက်ပါအောက်ဆုံးထိဆွဲတင်လိုက်ပါအောက်ဆုံးမှာ delete your Google account ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါကျွန်တော်တို့ရဲ့ဖုန်း screen lock စကားဝတ်လေးတောင်းနေဆိုရင် lock စကားဝတ်လေးကိုဖြည့်လိုက်ပါအောက်ဆုံးထိထပ်ပြီးတော့ဆွဲတင်လိုက်ပါဒီနေရာလေးနှစ်ခုကိုအခုလိုအမှန်ချစ်လေးတွေဖြည့်ပေးလိုက်ပါပြီးသွားရင်တော့အောက်က delete account ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါဒီလိုပြန်ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Gmail account ကိုအပြီးဖြတ်ပြလို့ပြီးသွားပြီဖြစ်ပါတယ် Gmail account ကိုမလိုအပ်တော့လို့အသုံးမပြုချင်တော့လို့အပြီးဖြတ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ဒီနည်းလမ်းလေးအတိုင်းဖြတ်လို့ရပါတယ်